ဈေးကြီးတဲ့လေဆွဲကိုမီးထဲထည့်ပြီးအပူပေးလိုက်တယ်အပူချိန်လုံလောက်လာတဲ့အခါအဲ့ဒီလေဆွဲနဲ့သူ့လက်ပေါ်မှာအမှတ်သားတစ်ခုမီးလောင်အောင်ထိုးထည့်လိုက်တယ်ပြီးတော့အဲ့ဒီလေဆွဲကိုသူ့အញ្ញမ်းချစ်တဲ့မိန်းကလေးကိုပေးပြီးဘတော့မှမခွာတော့ဘူးလို့ကတိပေးခဲ့တယ်ဒါပေမဲ့အကြောင်းအမျိုးမျိုးကြောင့်သူတို့နှစ်ယောက်နောက်ဆုံးမှခွဲခွာသွားခဲ့ကြတယ်နှစ်ပေါင်း20ကြာပြီးနောက်ကောင်လေးကဘီလီယံနာတစ်ယောက်ဖြစ်လာခဲ့တယ်တက်ဆန်နဲ့အာနာအားလုံးရှိပေမဲ့ကံမကောင်းစွာနဲ့နှလုံးရောဂါပြင်းထန်နေပြီးအသက်ရှင်နိုင်ခြင်းရက်ပေါင်း30ပဲကျန်တော့တယ်ငပေဝါရုံကဂတိကိုမဆောင်ရှောက်နိုင်ခဲ့တာကိုစိတ်မကောင်းချစ်နေတဲ့အချိန်မှာပဲသူ့အကူအညီပေးသူကတည်င်းကောင်းတစ်ခုယူလာတယ်ဈေးရုံကနှလုံးလူတန်းသူရှာတွေ့ပြီဆိုတဲ့တည်င်းမှာပဲဒါကြောင့်သူတို့နှစ်ယောက်ချက်ချင်းဈေးရုံကိုသွားကြတယ်တစ်ဖက်မှာကအရင်ကမိန်းကလေးလည်းအရွယ်ရောက်လာပြီးသူမအမေယောဂပြင်းထန်နေတာကြောင့်စိတ်ပူနေရတယ်ခွဲစိတ်ကူတာဖို့ပတ်စံအများကြီးလိုအပ်ပေမဲ့သူမမှမရှိဘူးအရန်အခက်ခဲကြုံနေတဲ့အချိန်မှာပဲကောင်လေးကအလင်းရောင်တစ်စင်းလို့ပေါ်လာခဲ့တယ်ဒါပေမဲ့သူတို့နှစ်ယောက်ကတယောက်ကိုတယောက်မမှတ်မိကြဘူးကောင်လေးကကိုယ်တိုင်အလိုလိုသူမကိုကူညီပေးမယ်လို့ပြောပြီးအခြေအနေတစ်ခုတင်ထားခဲ့တယ်ခွဲစိတ်စီအတွက်သူမသူနဲ့လက်ထပ်ရမယ်ဆိုတာပါမိန်းကလေးကအချိန်မဆွဲစာချုပ်ကိုလက်မှတ်ထိုးလိုက်တယ်အစုံ